အားလုံးပဲမင်္ဂလာပါဒီကတော့ဟိုတယ်တူလေးနဲ့ပတ်သက်ပြီးတော့တည်တဲ့ channel လေးကိုဝင်ရတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖောင်တင်မဲ့နေရပေါ့နော်ဖောင်တင်မဲ့နေရဖောင်တင်မောင်တင်နီနောက်တစ်ခု ID ပုံရင်းနဲ့ဒီစမဝဲအကြောင်းအရာလေးတွေကိုပြပြပေးတော့မှာဖြစ်ပါတယ်ရှင်မြောင်းတဲ့သင်္ကန်းမြောင်းရုံးခွဲတွေမှာအသင်ရှိယူအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဟိုတယ်တူလေးနဲ့ပတ်သက်ပြီးတော့တည်တဲ့ channel လေးတွေကိုဝင်ရတော့မှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ဖောင်တင်မဲ့နေရပေါ့နော်ဖောင်တင်မဲ့နေရဖောင်တင်မုံတင်နီနောက်တစ်ခု ID ပုံယူနီနဲ့ဒီစမဝဲအကြောင်းအရာလေးတွေကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါဒီပထမဆုံးအနေနဲ့ပေါ့နော်ကျွန်တော်တို့ဖောင်တင်ရဲ့ရက်ကိုဘယ်လိုကြည့်မလဲပေါ့နော်ဖောင်တင်ရဲ့ရက်ကိုကြည့်ချင်တယ်ဆိုရင်တော့ဒီ Chrome browser ကိုเนาะ Chrome browser မှာဒီ specific skill worker ဆိုပြီးတော့ရိုက်ထည့်မယ်နောက်တစ်ဆင့်အဲ့ဒီ Prometheus specific skill worker test ကိုရိုက်ထည့်ပြီးတော့အောက်မှာ information ဆိုတဲ့အချက်လက်လေးရှိပါမယ်ဒီ information မှာတော့စစီတို့ဒီမြန်မာပေါ့နော်မြန်မာဆိုတဲ့ logo လေးနေရာမှာနှိပ်လိုက်ရင်တော့ Samuel ဖောင်တင်မဲ့ရက်ကိုသိရှိနိုင်မှာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့စစီတို့ဒီSamuel ဖြည့်ဆိုမဲ့နေ့ရက်တွေပေါ့နော် Samuel ဖြည့်ဆိုမဲ့နေ့ရက်တွေကိုဘယ်လိုကြည့်ရမလဲဆိုရင်တော့ဒီစစီတို့ဒီspecific skill worker ဆိုပြီးတော့ထည့်ပြီးတော့ရိုက်ထည့်လိုက်ပြီးတော့ဒီအောက်ဆုံးမှာပေါ့နော်event schedule ဆိုတာကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်ဒီ event schedule ထဲမှာမှ event date outside in Japan ဆိုပြီးတော့เนาะတွေ့ရှိရမှာပဲဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ရင်တော့ဒီနိုင်ငံအလိုက်ပေါ့နော်ဖြည့်ဆိုရမယ် exam dates တွေကိုတွေ့ရှိရမှာပဲဖြစ်ပါတယ်အဲ့ဒီမှာမှဒီမြန်မာနိုင်ငံမှာဖြည့်ဆိုရမယ်ဒီ exam dates တွေပေါ့နော်သူက JFD လည်းပါမယ်ဒီတခုတည်းလည်းပါမယ်ပေါ့ဒီနိုင်ငံအလိုက်ဖြည့်ဆိုရမယ်နေ့ရက်တွေကိုသတ်မှတ်ပေးထားတာဖြစ်ပါတယ်အဲ့ဒီနေ့ရက်တွေကိုကြည့်ပြီးတော့ဒီအကြောင်းသားတို့ကပေါ့နော်ကိုဖြည့်ဆိုခြင်းတဲ့နေ့ရက်လေးတွေကိုကြည့်ပြီးတော့ရွေးချယ်ပြီးတော့ဖြည့်ဆိုလို့ရမှာပဲဖြစ်ပါတယ်ရှင်ဟုတ်နောက်တစ်ချက်အနေနဲ့ကတော့ဆိုတော့ ID ယူမယ်ပေါ့နော်ဒီဖောင်မတင်ခင်မှာပထမဆုံး ID ကြိုပြီးတော့ယူထားရမယ် ID ယူတဲ့အခါမှာဒီ email account တော့ရှိဖို့လိုအပ်ပါတယ်ရှင်ဆိုတော့ဒီ ID ယူမယ်ဆိုရင်တော့ဆိုရတိုင်းမဲ့ specific skill worker ichi ပေါ့နော်အဲ့ဒါလေးကိုရိုက်ထည့်ပြီးတော့ဒီ menu မှာပေါ့နော် menu မှာဒီဗါလဲ exam list ပေါ့နော် exam list ရှိမယ်အဲ့ဒီ exam list မှာတစ်ဆင့်0ဒီကိုဖြည့်ဆိုမဲ့ပေါ့နော်ဒီ hotel ဆိုလို့ရှိရင်လဲ hotel ပေါ့အပြီး exam လေးကနေတစ်ဆင့် specific skill worker ichi ပေါ့နော် specific skill worker ichi ကိုနှိပ်မယ်နှိပ်ပြီးတော့0ဖြည့်ဆိုမဲ့အခုဆိုရင် hotel ဆိုရင်0 accommodation industry proficiency test ichi ပေါ့နော်အဲ့ဒါကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒီမှာမှ ID creation ကိုနှိပ်ပြီးတော့စောစောကကိုယ့်ရဲ့ email ပေါ့နော် email account ကိုရေးထည့်မယ် email account ရဲ့နောက်တစ်ခုpassword ပေါ့ password နဲ့ email account နဲ့ရိုက်ထည့်ပြီးတော့ဒီကိုယ့်ရဲ့passport အချက်လက်တွေကိုဖြည့်သွင်းပေးလိုက်မယ်ဆိုရင်တော့email account မှာ ID နံပါတ်ကြောက်လာမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်တော့ ID နံပါတ်ရပြီပေါ့နော်အဲ့တော့အဓိကအသိပေးချင်တာကတော့ ID နံပါတ်နဲ့ password ကိုတော့တိတိကျကျလေးမှတ်သားထားဖို့တော့လိုမယ်ပေါ့နော်တကယ်ဖောင်တင်ပြီဆိုရင် ID နံပါတ်နဲ့ password ကတကယ်လိုအပ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်ဟုတ်ပြီအဲ့ဒါဆို0ဖောင်တင်မယ်ပေါ့နော်0ဖောင်တင်မယ်ဆိုလို့ရှိရင်ဒီခုနလေးကစောစောကတို့တည်ထားတဲ့ ID နံပါတ်နဲ့ password ကိုเนาะဒီ log in ပေါ့နော် log in မှာနှိပ်မယ် log in နှိပ်ပြီးရင် ID နံပါတ်ရဲ့ password ရဲ့အဲ့ဒီ password ကိုနှိပ်ပြီးတော့ဝင်လိုက်မယ်ပေါ့နော်အဲ့လိုဝင်လိုက်တဲ့အခါမှာreserve tab ဆိုပြီးတော့ကျွန်တော်ပေါ်လာမှာပဲဖြစ်ပါအဲ့ဒီဟာကိုဒီ reserve tab ကိုနှိပ်ပြီးတော့ကျွန်တော်ဒီကိုယ့်ရဲ့เนาะ personal information ပေါ့မိမိတို့ရဲ့အချက်လက်တွေကိုเนาะအချက်လက်တွေပေါ်လာမှာပဲဖြစ်ပါတယ်အဲ့ဒီအချိန်မှာ0ကဒီစောစောလေးက ID ယူတဲ့အခါမှာအချက်လက်တွေကဖြစ်တွင်းပြီးသားဆိုတော့တခါတည်းပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်အဲ့လိုမျိုးပေါ်လာလို့ရှိရင်0အောက်ကဒီ continue ပေါ့နော် continue ကိုထပ်ပြီးတော့နှိပ်ရပါမယ်အဲ့ continue နှိပ်ပြီးသွားပြီဆိုလို့ရှိရင်နောက်စာမျက်နှာအနေနဲ့please your test နေရာမှာမိမိတို့ဖြည့်ဆိုရမယ့်စာမေးပွဲပေါ့နော်မိမိတို့ဖြည့်ဆိုရမယ့်စာမေးပွဲဆိုတာအခုဆိုရင်ဒါကို hotel ဖြည့်ဆိုမယ်ဆိုလို့ရှိရင် hotel စာမေးပွဲကိုနှိပ်ပြီးတော့ကျတော့ဒီ next ပေါ့နော် next ကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်ဟုတ်နောက်စာမျက်နှာမှာတော့0ကဒီ personal detail ရောက်လာမယ်ပေါ့နော် personal detail ဆိုတာတော့ကိုယ့်ရဲ့ဒီမွေးတက်ကလေးတွေထည့်ပေးရမယ်နောက်တစ်ခုမွေးလာတွေမွေးရက်တွေထည့်ပေးရမယ်နောက်တစ်ခုကိုယ့်ရဲ့နော်female ဆိုရင်အမျိုးသမီးဆိုရင်တော့ female ဒီအမျိုးသားဆိုလို့ရှိရင်တော့ male ပေါ့နော်အဲ့လိုမျိုးထည့်ပေးရမှာပဲဖြစ်ပါတယ်ဒီ nationality နေရာမှာတော့အတူမြန်မာကိုပဲထည့်ပေးရမှာပဲဖြစ်ပါတယ်ပြီးရင်တော့0ဒီ next ကိုတစ်ချက်ပြန်နှိပ်ပေးရမှာပေါ့နော်အပြင်နောက်တစ်ခုပေါ်လာမှာကတော့ဆိုတော့ slap and test date ပေါ့နော် slap and test date ဆိုပြီးပေါ်လာမှာပဲဖြစ်ပါတယ်ခုနလေးကဒီကိုသတ်မှတ်ထားတယ်ပေါ့နော်မိမိတို့ဖြည့်ဆိုခြင်းနဲ့နေ့ရက်တွေเนาะနေ့ရက်တွေကိုထည့်ပြီးတော့ပေါ့နော်ဒီခုံရွေးချယ်လို့ရမှာပဲဖြစ်ပါတယ်ခုံအပြာရောင်လေးတွေကတော့နေရာလို့ရှိတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးတော့ခုံအနီရောင်လေးတွေကတော့ခုံမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပဲဖြစ်ပါတယ်
ဟုတ်ပြီအဲ့ဒါဆိုလို့ရှင်တော့မိမိတို့နှစ်သက်တဲ့နေ့ရက်ပေါ့နော်နေ့ရက်ကိုရွေးချယ်ပြီးတော့ဒီတက်စင်တာကိုရွေးချယ်ပြီးတော့ကျွန်တော်ဒီအချက်လက်လေးတို့ဖြည့်သွင်းရမှာပေါ့နော်အဲ့လိုမျိုးချက်လက်တွေဖြည့်သွင်းပြီးတဲ့နောက်မှာတော့ဒီငွေချေမဲ့အဆင့်ရောက်သွားမယ်ပေါ့ငွေချေမဲ့အဆင့်မှာတော့ဆရာတို့ကဒီဗီဇာကတ်ကိုပေါ့နော်ဗီဇာကတ်ကိုပဲရွေးချယ်ပြီးတော့ဒီ next ကိုနှိပ်ပေးရမှာပဲဖြစ်ပါတယ်အပြင်အဲ့ဆိုရင်ဆရာတို့ကဒီနောက်တစ်ခု name on cap ပေါ့နော်ဒီ cap မဲ့ပတ်သက်တဲ့အကြောင်းအရာတွေပေါ့နော်အဲ့ဒီ cap ပေါ်မှာဆရာတို့ name on cap ဆိုလို့ရှိရင်တော့ဒီ cap ပေါ်မှာပါတဲ့မိမိတို့ရဲ့နာမည်ပေါ့နော်နာမည်ကိုဝယ်ထည့်တာပဲဖြစ်စေဘန် name ကိုထည့်တာပဲဖြစ်စေထည့်လို့ရမှာပဲဖြစ်ပါတယ်နောက်တစ်ခုကကျတော့ဒီ slab cap type ပေါ့ slab cap type ကကျတော့ဆရာတို့ကဘယ်လိုမျိုး cap လဲဆိုရင်တော့ဆရာတို့အခုသုံးရမှာက visa cap ကိုရွေးချယ်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခု cap number ပေါ့နော် cap number 16လုံးပါတာကတော့ကိုယ့်ရဲ့ cap ပေါ်မှာရှိတဲ့16လုံးကိုရေးထည့်ပေးရမှာပဲဖြစ်ပါတယ်နောက်တစ်ခု expire date ပေါ့နော်ဒီ cap ပေါ်မှာပါတဲ့ expire date တွေရေးထည့်မယ်နောက်တစ်ခုကတော့ဒီပေါ့ security code ပေါ့နော်ကပ်ပေါ်မှာပါတဲ့ security code ဒီနေ့ရေးထည့်ပြီးတော့ဒီ next ကိုနှိပ်လိုက်မယ်ဆိုလို့ရှင်တော့ခုနလေးကဒီကိုယ့်ရဲ့ဖုန်းနံပါတ်မှာပေါ့နော်ကိုယ့်ရဲ့ဖုန်းနံပါတ်မှာ ID နံပါတ်လေးကြာလာမှာပဲsorry OTP နံပါတ်လေးကြာရောက်လာမှာပဲဖြစ်ပါတယ်ဒီ OTP နံပါတ်ကိုဆိုတော့ဒီသူသတ်မှတ်ထားတဲ့အချိန်အတွင်းမှာ OTP နံပါတ်ကိုထည့်လိုက်မယ်ဆိုလို့ရှင်တော့ဒီ fountain နဲ့အဆင့်ပြီးစီးသွားမှာပဲဖြစ်ပါတယ်ရှင်ဒါတော့ဒီ fountain mountain นี่ပေါ့နော်ဒီ hotel စာမိုးပွဲနဲ့ပတ်သက်ပြီးတော့ပေါ့နော်စာမိုးပွဲကတော့ဆရာတို့ဒီတနာရီဖြည့်ဆိုရမှာပဲဖြစ်ပါတယ်မိနစ်60ဖြည့်ဆိုရမှာဖြစ်ပြီးတော့နှစ်ပိုင်းခွဲပြီးတော့ဖြည့်ဆိုရမှာပါပထမတစ်ပိုင်းကတော့အပုပ်ရေ30ပါပြီးတော့ဒုတိယတစ်ပိုင်းကတော့အပုပ်ရေ6ပုပ်ပါမှာပဲဖြစ်ပါတယ်တစ်ပိုင်းချင်းစီမှာနော်65ရာခိုင်နှုန်းရမှာအောင်မြင်မှာပဲဖြစ်ပါတယ်စာမေးပွဲကြီးကတော့$55ကျတဲ့မှာပဲဖြစ်ပါတယ်ဒီ result ကတော့ပေါ့နော် result ကတော့ဖြည့်ဆိုပြီးနေတဲ့အတွင်းမှာပဲသိရှိနိုင်တာများပြီးတော့အခြေအနေပေါ်မူတည်ပြီးတော့ပြောင်းလဲသွားတဲ့အခါလေးလည်းပဲရှိပါတယ်ရှင်ဟုတ်ဒါလို့ဆိုလို့ရှင်တော့ဒီ hotel တခုတည်းနဲ့ပတ်သက်ပြီးတော့အချက်လက်တွေစုံစုံလင်းလင်းသိရှိသွားမယ်လို့မျှော်လင့်ပါတယ်အဆုံးအထိကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်